ကြောင့်ဒီဗီဒီယိုဖိုင်လေးဟာတင်းတော့မဟုတ်ပါဘူးကျွန်တော်ပြည်သူတရားနေတဲ့ကျွန်တော်ရဲ့ဝေဖန်သုံးသပ်မှုလေးအဖြစ်စီဖြစ်မှလေးကိုကျွန်တော်နည်းနည်းပြန်ပြီး share လုပ်လေးလုပ်မှဖြစ်ပါတယ်ဒါကိုတိုင်းသားညီကောင်တော်ကပြည်သူအားလုံးဒီဗီဒီယိုဖိုင်လေးကိုနားထောင်ကြည့်အားဖြင့်ရင်ပချင်းတူညီမယ်ဆိုရင်များများကို share ပေးပါများများ share ပေးပါလိုက်ပေးပါတကယ်လို့ရင်ကြီးတူမယ်ဆိုလို့ရှိရင်ရင်ပချင်းမတူဘူးဆိုလို့ရှိရင်ကြော်သွားပေးလို့ရပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်တကယ်တော့ကျွန်တော်တို့ကရင်နေရစကားမပြောချင်ဘူးများများမပြောချင်ဘူးလူတယောက်လည်းများများမပြောချင်ဘူးဒါပေမဲ့ဟလာအေးဆေးပဲနေချင်တယ်ဟိုအခစ်တော့ကပိုဖွာခစ်တော့အေးဆေးဆေးယူတာကောင်းအောင်ပဲနေရင်ဒါပေမဲ့ဟလာအာနာလို့စကားမပြောတာအတယ်လို့ထင်လို့ကျွန်တော်ဒီတွင်းနဲ့ပတ်သက်ပြီးကျွန်တော်လည်းနည်းနည်းဗမာလိုပဲပေါ့နော်ကျွန်တော်ပြောတတ်တယ်ပဲပေါ့နော်ကျွန်တော်လည်းဗမာလိုသိမကျွမ်းကျင်ဘူးပေါ့နော်ဘာလို့ဆိုဗမာလိုပြောမှဆိုတော့ညီကိုမော်ရမတွေတိုင်းရင်းသားအားလုံးနားလဲအောင်ဆိုကျွန်တော်ဗမာလိုပြောရချင်းပဲဖြစ်တယ်ကျွန်တော်ပြောချင်တာအဓိကစစ်ကောင်စီနာဖစစ်ကောင်စီဟိုချုပ်ကြီးလားပါချုပ်ကြီးလားမသိဘူးနော်စစ်ကောင်စီဦးမင်းအောင်လဲဟုတ်လားအာနာရှင်ဟိုချုပ်ကြီးတစုတွေကောင်းစောဦးမင်းအောင်လဲခမရပြောနေတဲ့ငင်းချရေးဆိုတာဒါပါလဲဒါငင်းချရေးလဲခမရရဲ့ငင်းချရေးလဲဦးမင်းအောင်လဲခမရတို့ရဲ့စိတ်ဓာတ်ရအောက်တန်းကြတယ်ရံပက်စစ်တယ်ညစ်ပါတယ်ခမရရဲ့အချင်းကြခမရရဲ့ကောက်ကျင်းမှုတဲ့ဒါအကုန်ပဲလားခမရကိုခမရဦးမင်းအောင်လိုက်စော်မင်းထိုးတို့ခမရမီဒီယာတည်င်းစာရှင်းလင်းပွဲလုပ်တိုင်းခမရအကြောင်းပြောလို့မကုန်ဘူးလူတိုင်းသိပြီးသားပဲခမရတို့ကိုခမရတို့လိမ့်နေလူများကိုခမရတို့လိမ့်လို့ရမယ်ခမရတို့ကိုခမရတို့လိမ့်လို့မရဘူးသိလားအမှန်တရားဆိုတာပေါ်တာပဲဦးမင်းအောင်လည်းခမရပြောတဲ့ငြိမ်းချမ်းဆိုတာဒါပါလေခမရတို့တိုင်းရင်းသားတွေညီကိုတိုင်းရင်းသားတွေကိုခမရတို့ပြည်သူတွေခမရတို့လက်ကွက်မျိုးခမရပြက်လက်ပြပြီးတော့ခမရတို့လိမ့်လေကောက်ကြည့်ခမရတို့ဟိုနေနေတယ်အာနာတီမြဲခံမြဲဖို့ရအတွက်ခမရပြောတဲ့စကားဟာခမရတို့မှတ်မိလားခမရမီဒီယာပေါ်မှာခမရပြောတာပါပြေပန်းမှာရောက်နေတဲ့လူတွေဟာဟာလားပြေပန်းမှာရောက်တဲ့လူတွေကဟာလားထောက်ပံ့မှုတွေပေးတယ်ပံ့ပိုးတယ်ပို့ပေးတယ်ဆိုတာဟာလားမြန်မာပြည်ကိုနေစုပူလောက်ပြီးတော့မြန်မာပြည်ကိုနေပြဿနာတွေမျိုးရှာတယ်ခင်ဗျားတို့ပြောတာမျိုးပဲကျွန်တော်တို့ပြောတော့မကုန်ဘူးပြောမတတ်တော့ဒါခင်ဗျားသိထားဖို့ရတယ်အားလုံးတိုင်းသားညီကောင်တို့ခင်ဗျားတို့သိရနားထောင်ကြည့်ပါဟုတ်လားစစ်ကောင်စီဦးမင်းအောင်လည်းပြောနေတဲ့စကားတွေကျွန်တော်အမြဲနားထောင်ကြည့်ကျွန်တော်မပြောဘူးဒါပေမဲ့လိုရာတက်ပုံနေလို့ကျွန်တော်အခုပြောရချင်းပဲဖြစ်တယ်ကျွန်တော်တို့ပြည်ပမှာရောက်နေတဲ့ကျွန်တော်တို့တိုင်းရင်းသားညီကောင်တို့ပြည်သူတွေဟာအချင်းတွေမျိုးကြောက်နေဟုတ်လားအထူးသဖြင့်ခင်ဗျားတို့ငင်းပါနှိမ့်ဆက်မှုကြောင့်ဟုတ်လားမခံနိုင်လို့ကိုဘဝလူမြရဲ့လူမြကြောင်းဆိုပြီးတော့ပြည်ပကိုရောက်နေတဲ့အချိန်တွေမှာကျုံဘဝနဲ့လူများနိုင်ငံမှာလှုပ်ရှားပြီးတော့ဟုတ်လားကောင်းမှုနေရတဲ့စားတဲ့ဟုတ်လားတောက်နိုင်တဲ့အိမ်နဲ့ကျုံတဲ့ဒါပေမဲ့ကျုပ်တို့ပြည်တွင်းမှာကြာရှိတဲ့ညီကိုမောင်နှမတွေရွှေမျိုးတွေဟုတ်လားအခုလိုမျိုးဒုက္ခမျိုးများရောက်နေတယ်ခင်ဗျားတို့ညှိဆက်မှုကိုတွေ့နေရတာကျွန်တော်တို့ရမျိုးမချနိုင်ဘူးအိမ်မပြောနိုင်ဘူးဟုတ်လားကျွန်တော်တို့တပြားတတ်နေတယ်ကျွန်တော်တို့တတ်နေတယ်ကျွန်တော်တို့ပံ့ပိုးတယ်ကျွန်တော်ဒါပဲကျွန်တော်တို့ရဲ့ပံ့ပိုးရမယ်ကျွန်တော်တို့တာဝန်ရှိတယ်ကုညီရမယ်ကျွန်တော်တို့ကတာဝန်ရှိတယ်ဒါကျွန်တော်တို့ရဲ့ဟုတ်လားချစ်ချင်းမြတ်တာကျွန်တော်တို့ရဲ့စိတ်ဓာတ်ကျွန်တော်တို့ပြပမှာဟုတ်လားကျွန်တော်တို့ကောင်းစားလို့ရှိအထူးသဖြင့်အသိပညာတတ်ပညာကျွန်တော်တို့လစ်လာတယ်ကျွန်တော်တို့တက်ကြွလို့ရှိကျွန်တော်တို့ပြည်မှာကျွန်တော်တို့နိုင်ငံမှာပြန်ပြီးတော့ဘယ်လိုထောက်ပံ့ရဘယ်လိုပံ့ပိုးရမယ်ဘယ်လို
တိုးတက်အောင်လုပ်ရမလဲဆိုကျွန်တော်တို့ကဒါပဲကျွန်တော်တို့ကဟောတော်မှာကျွန်တော်တို့ရှိနေတဲ့လူတွေဟာလားခမရတို့အာနာတစုတည်မြဲဖို့ခမရတို့လူဟောတော်မလားပြည်သူတွေတိုင်းသားနယ်မြေဒေသတွေမှာခမရစိုးမိုးပြီးတော့ဟောလားတန်ခါဇာတာတွေတူယူတခြားနိုင်ငံမှာခမရတို့ပို့ရောင်းပြီးတော့ခမရဟောလားခမရတို့ပထွေးနိုင်ငံရောရုရှားနိုင်ငံတို့ဘယ်နိုင်ငံခမရတို့လင်းရင်တွေလက်နဲ့ကြီးတွေဝယ်ပြီးတော့ဟာဆွဆောင်းပြီးတော့ဟာလားကိုပြည်သူတမကိုပြည်သူပြန်လာပြီးတော့ပြစ်တာငင်းစဲနေတာမဟုတ်ဘူးခမရရဲ့အောက်တန်းကြတယ်ခမရတို့စစ်တိုက်တယ်ခမရတို့ကိုခမရတို့ခမရစစ်ဦးစီးချုပ်တယောက်လုံးဖြစ်ပြီးတော့ခမရဘာမှခမရစစ်ဥပဒေကြောင်းလည်းခမရနားမလဲဘူးခမရအခုခမရကြည့်ခမရတိုင်းသားပြည်သူမှာတိုင်းသားနယ်မြေဒေသမှာခင်ဗျလင်းကြီးနေခင်ဗျဘုံတွေလိုက်ကျဲရွာတွေမီးရှို့ခင်ဗျရဲ့လှုပ်ချက်တယ်အမတာအကောက်ကြီးအောက်တန်းကြတယ်ခင်ဗျရဲ့လှုပ်ဆောင်ချက်မှုကြောင့်လူတစ်ဖက်လူတယောက်ကခင်ဗျရဲ့မိသားစုရှင်မျိုးတရားရလှုပ်လို့အဲ့လိုဖြစ်မယ်ဆိုခင်ဗျဘယ်လိုခံစားရမလဲခင်ဗျကိုချင်းစာနာကြည့်ဟုတ်လားခင်ဗျတို့တတ်မတော်အောက်တန်းကြတယ်ဗျတမရတော့အစင်တာမရှိဘူးအခုကြည့်ခင်ဗျမျိုးကင်းကြီးပြင်းတယ်မှာခင်ဗျလင်းရင်တွေဘုံတစ်ကျဲနဲ့လာကျဲတာခင်ဗျဟာခင်ဗျတို့တော်လာတယ်တော်လာရင်းတယ်မဟုတ်လား KNU တော်လာတယ်မဟုတ်လားလက်နဲ့ကန်တဲ့လူခင်ဗျတော်လာတယ်ဟုတ်လားကချင်တွေခင်ဗျတို့တော်လာတယ်လက်နဲ့ကန်တဲ့လူတွေတော်လာလက်နဲ့ကန်တဲ့လူပြစ်ပေါ့ဗျဟုတ်လားပြစ်ကွင်းနေရာမှာခင်ဗျပြစ်ပေါ့စစ်မြေပြင်ပြစ်ကွင်းနေခင်ဗျတို့ပြောင်းလို့ရွာမှာဘုံကျဲလက်နဲ့တွေပြေးချတာလေခင်ဗျဒါတက်လူမျိုးတော့ခင်ဗျတို့ဟောနေတယ်လူမျိုးချိုးဖောက်တာပဲခင်ဗျားတို့ဟုတ်လားခင်ဗျားတို့ဟိုနေ့အကွက်ကြက်ကြတဲ့ခင်ဗျားတို့တီထွင်ပြီးတော့စီစဉ်ပြီးတော့ခင်ဗျားတို့လှုပ်တာပဲလင်းရင်ပြစ်တာတော့မကဘူးခင်ဗျားတို့မပြစ်နိုင်တာတော့မကဘူးအခုတခြားခင်ဗျားတို့ပထွေးရုရှားတခြားနိုင်ငံလင်းရင်မောင်းတယ်လူခင်ဗျားတို့ခေါ်ပြီးတော့ခင်ဗျားတို့အကူအညီတောင်းလို့ခင်ဗျားတို့လင်းရင်လာမောင်းပြီးတော့ဟိုနေ့မောင်းဖိုက်ပြီးတော့လာပြီးတော့ဘုံကြီးကျဲတယ်ခင်ဗျားတို့ပါပဲလှုပ်လို့ခင်ဗျားတို့လှုပ်လို့မပေါ်ဘူးဒီခေတ်91ခေတ်မဟုတ်တော့ဘူးနော်ခင်ဗျားတို့မှတ်ထားဘူးမရလဲကျွန်တော်တွေ့နေရကြပြီခင်ဗျားတို့ကျွန်တော်မပြောအော်ခင်ဗျားတို့ကိုခင်ဗျားတို့ပြင်ဆင်မလားဟုတ်လား2018 19တော့ခင်ဗျားနိုင်ငံခြားသတင်းဌာနတစ်ခုကခင်ဗျားကိုတတိပေးတာခေါင်းလျှော်ရီချိုးဟုတ်လားခရင်သတင်းဌာနတစ်ခုကခင်ဗျားတို့အဲ့ဒါခင်ဗျားတို့အရေးမထားဘူးကဲအရေးမထားတော့ဘာတွေဖြစ်သွားလဲကဲခင်ဗျာအတိုင်မင်္ဂါဆိုလဲဟုတ်လားထောင်တော့မှဟုတ်လား6နောက်ရေးခံရတယ်ဟုတ်လားအကြောင်းနဲ့ဒါတွေစိတ်မကောင်းစရာကဲခင်ဗျားတို့ဆိုလဲကဲအာနာသေးရတာကပြည်သူတွေဟုတ်လားပြည်သူတွေရဲ့တင်မြော်ထားတဲ့အစိုးရခင်ဗျာဟိုနေ့မဲမသမမှုအကြောင်းနဲ့ခင်ဗျားတို့သိနေခင်ဗျားတို့နေဥပဲခင်ဗျားတို့အာနာတွေလက်ဟိုနေ့လွတ်နေကြတာကြားတဲ့ပြည်သူတွေပဲတစ္ဆာကမြေစာဖြစ်တယ်ခင်ဗျားတို့သိလားခင်ဗျားတို့အာနာတည်တာဖို့အတွက်ခင်ဗျားမကြခင်တော့ခင်ဗျားတောင်းဆိုရတဲ့ဟာလားခင်ဗျားတိုင်းရင်းသားလက်နက်ကဲတိုင်းရင်းသားသမားတွေခင်ဗျားတိုင်းသားလက်နက်ကဲဖွဲ့စည်းတွေကိုခင်ဗျားဟိုနေ့ငြိမ်းချမ်းရေးကမ်းလှမ်းနေတယ်ဟာလားကဲပြည်သူကဟို BDF ဖြစ်လာတဲ့ပြည်သူတွေကရခင်ဗျာဝိတ်ပြီးတော့ခင်ဗျာခြံရိပ်ခဲ့တယ်ခင်ဗျာအဲ့ဒါတိုင်းရင်းသားတိုင်းတပြည်တဲ့ဟောတာတကြီးတဲ့တောက်နေတဲ့ပြည်သူပြည်သားတွေစစ်ဝင်းကွဲတော့ခင်ဗျာတမီတဲ့အကွက်ကြံပြီးတော့ကြာစီတော့ခင်ဗျာလှုပ်နေတာအဲ့ဒီအကွက်ကိုခင်ဗျာခြံလာပြီးတော့ထားခဲ့တဲ့နဲ့ပတ်သက်ပြီးတော့ခင်ဗျာရဲ့လှုပ်ဆောင်ကြငြိမ်းချမ်းရေးအဖြစ်မှဖြစ်နိုင်မလားမဖြစ်နိုင်ဘူးဆိုတာပေါ်တယ်မှတ်သလားတကယ်တော့ဦးမင်းအောင်လဲခမည်းစစ်မှတဲ့ငြိမ်းချမ်းရေးခမည်းလို့ချင်ခမည်းကိုယ်တိုင်ကနေပြီးတော့စာနမူနာခမည်းရည်သောပြရမယ်ခမည်းပါဇက်ကငြိမ်းချမ်းရေးဟုတ်လားခမည်းပုံနေဆွဲတိုင်းသားခေါင်းဆောင်တွေခမည်းဟုတ်လားချင်းချဲ့ထားတယ်ခမည်းဟုတ်လားစီပွေးပါညာစပွဲခုံပါခမည်းတွေ့ချင်းခေါင်းဆောင်တွေခမည်းအပိုင်ချုပ်ကြိုင်ဟုတ်လားငွေလိုချင်ငွေပေးအာနာလိုချင်အာနာတင်ပေးတော့လူနည်းစုနဲ့ခင်ဗျာဟလားပြည်သူတွေခင်ဗျာအကုန်လုံးခင်ဗျာတို့ကမျက်လက်ပြနေတယ်ခင်ဗျာတို့ဒီတစ်ခါခင်ဗျာပြည်သူတွေခင်ဗျာတို့လှုပ်ဖို့မစိတ်ကူးတော့တယ်လားခင်ဗျာတို့ပဲနီးနေမှာခင်ဗျာလှုပ်ပြအမှန်တရားခင်ဗျာတို့လက်မခံတော့ဘူးလား
ဖျားသခင်လည်းခမရတော့ခွင့်မပြုတော့ဘူးသလားဦးမင်းအောင်လိုက်ခမရလုတ်ခဲ့တဲ့အရာတွေဟာနော်ခမရတော့လုတ်ခဲ့တဲ့အရာတွေပိုဆက်ဆက်ဟာလားပက်ဆက်ဆက်နဲ့ရန်ရဆက်ဆက်မိုက်ကန်နဲ့ဟာလားလူအကျံစီဟာလားယေရှုပြီးတော့ခမရတော့လှုပ်လာခဲ့တဲ့ခမရတော့ရင်မှန်းချက်တွေဟာရက်ဆက်ရုပ်မှတ်တယ်အဲ့ဒီလှုပ်ဆောင်မှုအတွက်ကြောင့်ခမရတို့ဟာလားခမရတို့လူတွေကလူသားတွေကအလွဲလို့ခမရတို့ဟာလားဘုရားသခင်ကအလွဲလို့ပဲလူသားမှခမရတို့ဖွင့်မလုပ်နိုင်ဘူးဆိုတာခမရတို့သိထားပြီးဦးမြောက်လိုက်ဟာလားခမရပြတော်တော်ရက်စစ်တယ်ဦးမြောက်လိုက်ခမရတို့စစ်ဘလူးတွေကခမရတို့ဟာလားစစ်သားဆိုတာစစ်တပ်ဆိုတာနိုင်ငံကိုကာကွယ်တဲ့စစ်တပ်ဆိုတာပြည်သူတွေလေးစားရမယ်စစ်တပ်ခမရစစ်တပ်တွေကပါစစ်တပ်တွေလေဗျာပြည်သူတွေ့တာနဲ့ပြည်သူတရေတဲ့တော့မပို့ဆိုးတယ်ဗျာစီမရှိကမ်းမရှိကိုချင်းစာနာစီမရှိဟုတ်လားတစ္ဆာတရားမရှိနဲ့တကယ်ဘလူးတရေတဲ့တော့မကောက်ဘူးဗျာဓမြလောက်တော့အစင်သားမရှိဘူးခမရတို့တတ်မတော်တွေကခမရပြီးတော့ပါလေဟိုခမရတို့ငင်းချရေးတောင်းဆိုမှုပေါ်မှာဟုတ်လားတိုင်းရင်းသားတွေမသွားတာတချို့သွားတယ်တချို့မသွားတယ်အဲ့မသွားတဲ့မှာ KNU ကနေမသွားဘူးဟုတ်လားကရင်မျိုးသားစီယို KNU ကနေမသွားတော့ခမရတို့တချို့ခမရတို့ lobby တွေကပြောသေးတယ် KNU ဘာလဲကိုလိုဒီလိုဟုတ်လားဘာလဲငင်းချရေးမလို့ကြည့်ဘူးဟုတ်လားလူကျင်တာတို့ဘာလို့ညာတော့မတက်တာတော့ KNU ငင်းချရေးမလို့ကြ KNU ငင်းချရေးလိုချင်လို့ပေါ်ဆောင်ခဲ့တာနှစ်ပေါင်းများစွာနဲ့ပေါ်ဆောင်ခဲ့တဲ့အထူးသဖြင့်2025အော်တိုဘာလ15ရက်တော့ခမရတို့ပြောတဲ့ NCA ဆက်ပြစ်ခတ်စာကြောဒီဇိုင်းမမနဲ့ဟုတ်လားတီမြဲနဲ့ KNU ဥဆောင်ရလုပ်ခဲ့တယ်ဟုတ်လားတိုင်းသားတွေရင်းချိုင်းလုပ်တဲ့အချိန်ခမရလူများတွေကဒီဇိုင်းမမနဲ့လုံနေတဲ့အချိန်ခမရတို့ဟုတ်လားနာမထောင်ဘူးခမရလှုပ်ချင်ရလှုပ်ခမရတို့ဟုတ်လားခမရတို့ပါဇက်ကငင်းကြပြီးတော့ခမရတိုင်းသားနယ်မြေဒေသနာမှာခမရတို့အကြောင်းမျိုးပြပြီးတော့ဟုတ်လားလမ်းဖောက်မှုလို့ဟုတ်လားနယ်မြေရှင်းလင်းမှုလို့နဲ့ခမရတို့မြေတလန်ရလို့ရှိရင်ခမရစကန်တစ်လုံးတဲ့တတောင်ရလို့ရှိရင်စကန်တစ်လုံးတဲ့ခမရတို့နေရာတွေတိုးချက်တယ်ခမရလှုပ်ဆောင်ချက်တယ်ခမရကြည့်ဒါနိုင်ငံရေးသမားမပြောတဲ့ပြည်သူတွေကမြင်ပြီးသားပဲဒီလားကြားွက်ထိုးတာတဲ့တော့စိုးတယ်ဒီလားပေါ်တင်းမြင်တယ်ဒါပေမဲ့ဟုတ်လားမပြောလို့မပြောရဲမပြောတတ်လို့မပြောတင်လို့ပြည်သူတွေကစကားပြောလို့ရှိရင်မခံတယ်စကားပြောလို့ရှိရင်ခင်ဗျားတို့ကချင်းချောက်မယ်တတ်မယ်ဖြတ်မယ်ခင်ဗျားတို့ဖမ်းဆီးမယ်ခင်ဗျားတို့ပြောတာဒီမိုကရေစီလားဗျဦးမြောက်လည်းတို့အာနာရှင်ယူတွေခင်ဗျားတို့မကြခင်စသေးတော့မယ်ခင်ဗျားကိုခင်ဗျားအချင်းတွေကိုမတည်သေးဘူးလားဦးမြောက်လည်းဒီအချင်းတွေကြည့်ရောက်နေပြီကိုအချင်းတွေကိုမတည်သေးဘူးလားခင်ဗျားခမရကိုအသက်ရှင်နေတာခမရကိုခမရအထင်မကြီးနဲ့ခမရကိုအသက်ရှင်နေတာဘုရားသခင်ခမရအသက်ရှင်ကိုပေးတယ်ဆိုတာခမရကိုဟုတ်လားခမရကိုခမရတည်တာခမရကိုခမရနောင်တလေးခမရတတိယပါဦးမြောက်လဲနောင်တတရားနဲ့ခမရဝန်ချဖို့ချင်းတန်ပြီဒီအချိန်ဒီခါမှာခမရကိုအသက်ရှင်ကိုပေးတာမှခမရကိုခမရနာနောင်တတရားကိုပြည့်ကိုဝန်ချခြင်းမရှိခွင့်လွန်ခြင်းမရှိဝန်ချခြင်းမရှိဘူးဆိုရင်ခမရရဲ့ဇတ်သိန်းကတော့ဟာလားခမရရဲ့ဇတ်သိန်းကလုံးဝမလှဘူးဖြစ်သွားမယ်ဦးမြောက်လိုက်နော်ကျွန်တော်ဒါတကယ်ပြောတာကျွန်တော်အပြစ်သဘောပြောတာမဟုတ်ခင်ဗျအပြုတ်သဘောပြောပြတာခင်ဗျကျွန်တော်ပြောတာတွေကတစ်ဖက်ကျွန်တော်ပြောတာတွေကကျွန်တော်တစိုးတို့ကျွန်တော်ပြောပြတာမဟုတ်အပြစ်တင်တော့ခင်ဗျစဉ်းစားကြည့်ခင်ဗျလှုပ်ဆောင်ကြကျွန်တော်အမှန်တိုင်းပဲပြောပြတယ်ခင်ဗျအခုခင်ဗျလှုပ်ခဲ့တာတွေခမရငင်းချမ်းရေးခမရတောင်းဆိုရခမရအကွက်တွေစီပြီးတော့တိုင်းရင်းသားပြည်ခေါင်းဆောင်တွေခမရငင်းချမ်းရေးတောင်းဆိုတယ်ကမ်းလာတယ်ဟုတ်လားမတော်တော့ခမရကပါလေငါငင်းချမ်းရေးခေါ်တော့မင်းတို့မတော်ဘူးဆိုပြီးတော့ငါမင်းတို့တက်တော့ငင်းချမ်းရေးမလို့ချင်ဘူးဆိုတော့ငါဟာစီးနဲ့ချမယ်ဆိုတော့အဲ့လိုသဘောလားခမရပါဇာတဲ့ထွက်လာတဲ့ငင်းချမ်းရေးစကားဆိုတာဘယ်တော့မှဖြစ်မလာဘူးမင်းဟုတ်လားနော်ကျွန်တော်အတိအလင်းပြောတယ်ခမရပါပြီလို့တော့ခမရတစ်မျိုးပြောတစ်မျိုးလို့ခမရ
ပြီးခဲ့တဲ့ဥစ္စာတွေဟာလားပြီးခဲ့တဲ့အချိန်လေးပဲခင်ဗျာကြည့်လိုက်ပဲနည်းနည်းလေးပဲကြည့်မယ်ဟာလားအများကြီးမကြည့်ဘူးမပြောဘူးဟာလားအာဆီယံမှာဟိုနေ့ထိပ်သီးခေါင်းဆောင်မှာဟာလားအာဆီယံဖွဲ့စည်းထိပ်သီးခေါင်းဆောင်မှာဟာလားတောင်းဆိုခဲ့တဲ့ချက်လက်၅ချက်ခင်ဗျာဂတိဆိုခဲ့တဲ့ခင်ဗျာပါရီလှုပ်သွားတဲ့တစ်ချက်မှခင်ဗျာအရှိမငင်းကြရေးခင်ဗျာစကားခင်ဗျာဂတိစကား၅ခုခင်ဗျာလိုက်နာမယ်လိုက်လျောမယ်ဆိုပြီးတော့ခင်ဗျာခံယူခဲ့ပြနောက်မှာခင်ဗျာတို့ထိုးစစ်ဆင်းတယ်ဟာလားခင်ဗျာရဲ့လှုပ်ဆောင်ချက်ကြီးအဝန်အကောင့်ထဲနဲ့ policy အများကြီးရှိတဲ့ဗီဒီယိုဖိုင်ဒါပေမဲ့ကျွန်တော်နိုင်ငံရေးသမားမဟုတ်ဘူးကျွန်တော်ပြည်သူတယောက်နေကျွန်တော်ကြည်နေကျွန်တော်မပြောရင်လို့ကျွန်တော်မကြည်နေကြအခုဟိုနေ့လို့မရဘူးခင်ဗျာအခုကြမြဝတီကိုတမဟာ6မှာခင်ဗျာဟိုနေ့လင်းနဲ့ဘုံလာကျဲတာကြည့်လက်နဲ့ကန်ချင်းချင်းခင်ဗျာကျဲလို့ခင်ဗျာပြစ်လို့သေးတာကျွန်တော်မပြောလို့ဟုတ်လားဒါလက်နဲ့သမားကန်ချင်းချင်းတော်လိုင်းသမားပါမအပြစ်မဲ့ဟုတ်လားဟိုနေ့အပြစ်မဲ့ဟိုနေ့ပြည်သူတွေကိုခင်ဗျားလိုက်ပြီးတော့ဘုံကျဲတယ်ရွာတွေမီးရှို့တယ်ခင်ဗျာတတ်ဖြတ်တယ်ခင်ဗျားပစ္စည်းတွေဥစ္စာတွေလိုက်ယူတယ်ခင်ဗျားဒါတက်ခင်ဗျားစော်ကားတာပဲခင်ဗျာကျွန်တော်တို့ကရင်ပြင်းတယ်ပါခင်ဗျာကိုပြည်သူတွေကရင်ပြင်းတယ်ဆိုတာကရင်ပြင်းတယ်ခေါ်တာတိုင်းသားလူမျိုးပေါင်းစုံရှိတယ်ဗျခင်ဗျားတော်အခုခင်ဗျားလင်ရင်ခင်ဗျားလင်ရင်မောင်းရကောင်ဟုတ်လားခင်ဗျားရုရှားကောင်လင်ရင်မောင်းခိုင်းပြီးတော့ခင်ဗျားလိုက်ဘူးနဲ့ပြစ်ခိုင်းတယ်ဟုတ်လားခင်ဗျားဘယ်လောက်လုပ်လို့ခင်ဗျားပြင်ရမလို့ဘူးလားဦးမင်းအောင်နဲ့ခင်ဗျားအမှန်တယ်ခင်ဗျားမကောင်းတာကြက်ခင်ဗျားမကောင်းတာရောက်မယ်ခင်ဗျားကြည်သလားမကြောက်ဘူးခင်ဗျားတိုင်းရင်းသားတွေမကောင်းတာခင်ဗျားကြာရင်ခင်ဗျားမကောင်းတာရောက်မယ်ရောက်တော့မယ်သလားအထူးသဖြင့်ကျွန်တော်တို့ကရင်လူမျိုးတွေခင်ဗျားအရန်ခင်ဗျားမုန်းနေတယ်ကျွန်တော်ကြည်နေတာမကောင်းတာမျိုးမျိုးကြံတယ်ကျွန်တော်တို့ကရင်တွေတူနဲ့တူရန်ဖြစ်ရောအထင်မြေလွဲမှားမှုရောခင်ဗျားလှုပ်နေတော့ပြည်သူဆိုလဲပြည်သူဟုတ်လားဘာသာရေးဆိုလဲဘာသာရေးခင်ဗျားလိုက်လှုပ်နေတယ်ဟုတ်လားလက်နဲ့ကင်သမားဆိုလက်နဲ့နိုင်ငံရေးသမားခင်ဗျားအယောင်အစင်းနေခင်ဗျားမျိုးမျိုးပြောင်းလဲပြီးတော့ခင်ဗျားအတုရောက်တယ်မျိုးမျိုးခင်ဗျားတို့သွင်းတယ်ခင်ဗျားဆွဲဆောင်တယ်ခင်ဗျားကရင်နေစိတ်ဝဲကွဲရောကရင်နေတယောက်ပရိပခဖြစ်ရောဟုတ်လားရံဖြစ်ရောပြစ်တာခါဆိုခင်ဗျားအမျိုးမျိုးခင်ဗျားတိတ်ထွင်းတယ်ခင်ဗျားကိုကောင်းတာခင်ဗျားဒါဟုတ်လားအဲ့ဒါဗိုလ်ချုပ်ခင်ညိုးတွေလှုပ်ဆောင်ချက်အလုပ်တွေဟာလားဒါတွေက အကွက်ဟောင်းနေပဲခင်ဗျားတို့အခုများတို့အကွက်တွေအများကြီးပဲဒါတွေကျွန်တော်ပြည်သူတွေကကြည့်လို့မကုန်နိုင်ဘူးသိပြီးသားပဲ sorry ခင်ဗျားတကယ်ငြိမ်းချမ်းရေးစစ်မှန်လို့ကြည့်တယ်ဦးမင်းအောင်လားခင်ဗျားတက်မတော်တွေခင်ဗျားတို့ခင်ဗျားစေအာနာရှင်တွေခင်ဗျားတို့အရင်ဆုံးခင်ဗျားစာနမူနာခင်ဗျားလုပ်ရမယ်ဒါမှခင်ဗျားဖြစ်ကျင်တဲ့တက်ဖြစ်ရမယ်လိုချင်တဲ့ငြိမ်းချမ်းရေးဖြစ်စေရမယ်ဒီလုံးဝမဟုတ်ဘူးဆိုခင်ဗျားပြောတဲ့ငြိမ်းချမ်းရေးဆိုတာဘယ်တော့မှဖြစ်လာမဟုတ်ခင်ဗျားရဲ့ပါးစပ်ထွက်လာတဲ့ငြိမ်းချမ်းရေးဘယ်တော့မှဖြစ်လာမှာမဟုတ်ခင်ဗျားဗျာငြိမ်းချမ်းရေးခင်ဗျားအကြောင်းပြပြီးတော့ခင်ဗျားတိုင်းရင်းသားခေါင်းဆောင်တွေချုပ်ကန်ပြီးတော့ခင်ဗျားငါပြောသလိုလုပ်ငါလုပ်သလိုမလုပ်နဲ့ဆိုတိုင်းရင်းသားခေါင်းဆောင်တယောက်ခင်ဗျားငွေတဲ့မျက်နှာဖုံးအုပ်ပြီးတော့ခင်ဗျားစိတ်ချတာခင်ဗျားအကုန်လုံးလက်ဝါးကြီးအုပ်မယ်ဟာခင်ဗျားရဲ့အတွင်းအခင်ဗျားအကြံပက်ဆက်ဗျာအိမ်တော်အိမ်တော်ဆိုတာခင်ဗျားအိမ်တော်အနေနဲ့ခင်ဗျားတာရကလေးတစ်ခုပြောပြမယ်အိမ်တော်မှာမိသားစု9ဦးမှာဟောတာ4ဦးကကျမ်းမာရေးကောင်းနေတယ်တူကကျမ်းမာရေးမကောင်းဘူးဆိုလို့ရှိရင်အဲ့ဒီအိမ်တော်ဟာဘယ်တော့မှစိတ်ချမ်းသာမှုမရှိဘူးဟုတ်လားထိုနည်းတူဆိုပဲဟုတ်လားနိုင်ငံတစ်ခုမှဆိုတာလဲဟုတ်တယ်မလားကောင်းတော်လေး50ရောက်ချမ်းသာကြွယ်ဝပြီးတော့ကောင်းလို့ဆိုတော့ပြည်သူတွေကဆင်းရဲဒုက္ခရောက်မယ်ဆိုလို့ရှိရင်ခင်ဗျာအဲ့ဒီနိုင်ငံခင်ဗျာငြိမ်းချမ်းရေးစစ်မှန်တဲ့ငြိမ်းချမ်းတဲ့နိုင်ငံလို့ခင်ဗျာပြောလို့မရဘူးအဲ့ဒီနိုင်ငံဆိုတာလည်းဘယ်တော့မှအေးချမ်းမှုစုပူမှာပဲခင်ဗျားတို့ကခေါင်းကြီးပဲ3-4ယောက်ခင်ဗျားတို့2ယောက်3ယောက်ခင်ဗျားတို့ဟုတ်လားလိုချင်တာခင်ဗျားတို့မျက်နှာသာပေးပြီးတော့ခင်ဗျားတို့ပုံရပြီးတော့ကြံတဲ့ပြည်သူပေါင်းပေါင်းများစွာတဲ့ခင်ဗျားဒုက္ခပေးကြမယ်ဆိုတော့ဟာခင်ဗျားတွေးရဗျာတော်တော်ပက်ဆက်လိုက်တာခင်ဗျားတို့အာနာယူဥစ္စာယူခင်ဗျားတို့ဂုံယူတွေခင်ဗျားတို့သေခင်ဗျားတို့ဘာမှယူသွားလို့မရဘူးလားဦးမြောင်းလည်းတို့
ပြခမရဲ့စစ် lobby ထဲမှာကျွန်တော်တွေ့တယ်ကြားတယ် online မှာ lobby ဟာလားအဲ KNU ဟာလားကရင်မျိုးသားစီယို KNU ကဒီကမ်းလာတဲ့ငင်းချမ်းရုံမသွားတဲ့အတွက်မှာဟာလား NCA နဲ့ပတ်သက်ပြီးတော့သူကကင်ပြီးတော့ပြောလိုက်ခြင်းတယ် NCA ကိုချုပ်ဖောက်တာလို့ပါ KNU သူကအတင်းပြောခြင်းတယ်အဲ့ဒါကြောင့်ကျွန်တော်မခံနိုင်ဘူးဗျအဲ့ဒါတွေအဲ့ဒီပြောတဲ့ lobby တွေကျုပ်ပြောပြမယ်ခင်ဗျားတို့မျက်စိပါတဲ့နားရှိတယ်ခင်ဗျားတို့ကြားလာမယ်တစ်ချိန်လို့2016 19ကနေခင်ဗျာဟာလား2020 21ထိ NCA နဲ့ပတ်သက်လာလို့ရှိရင်ပြက်ခဲ့မယ်ဆိုလို့ရှိရင် KNU အကြောင်းမဟုတ်ဘူးဆိုတာတစ်ချိန်လို့ KNU ခေါင်းဆောင်တွေတစ်ဖွဲ့ဖွဲ့ပြောခဲ့တယ်အထူးသဖြင့်ဟာလား KNU ခေါင်းဆောင်ပြောခဲ့တဲ့ NCA အကြောင်းပြက်ခဲ့မယ်ဆိုရင် KNU အကြောင်းမီဒီယာတွေပြောခဲ့တာပွားနေပြီအဲ့ဒီဗီဒီယိုဖိုင်ရှိတယ်လားအဲ့ဒါခင်ဗျားတို့ရဲ့ကြားပြီးသားဖြစ်မယ်အခုကခင်ဗျာ NCA ပြက်တယ်ဆိုတာခင်ဗျားတို့ရဲ့ပထွေးရခင်ဗျားတို့ပထွေးမင်းအောင်လည်းဖြစ်နေတာကြာပြီဟုတ်လားဟို NCA စထိုး2015အောက်တိုဘာ15ရက်နေ့စထိုးပြီးတော့2016 19နဲ့စဖောက်ဖြစ်နေပြီမှာအကြောင်းပြကာလာဖောက်ပါကြဆိုတော့ခင်ဗျားတို့ကာလာဖောက်မယ်ဆိုတာကျွန်တော်တို့ပြည်သူတွေကသိပြီးသားပဲခင်ဗျားတို့ကာလာဖောက်ဒီယုံမီဒီခြုံတိုးတယ်ခင်ဗျားတို့ကာလာဖောက်မယ်ဟုတ်လားလမ်းနေခင်ဗျားတို့ကောင်းအောင်ပြုတ်ပြမယ်ကောင်းပြုတ်ပြမယ်ဆိုလို့ရှိရင်ခင်ဗျားတို့အကြောင်းပြပြီးတော့ဖိုးလို့ဒီလိုပဲဝင်ပြီးတော့နေရာလေးတစ်နေရာရခင်ဗျားတို့စခန်းထားကြခင်ဗျားတို့စစ်သားတွေပို့မယ်ဟုတ်လားနောက်ဆုံးပြောမယ်ဆိုတိုက်ပွဲဖြစ်လို့ရှိရင်ခင်ဗျားတို့စစ်ကူလိုက်မယ်ဟုတ်လားကားနဲ့ပါနဲ့တန်ကြီးကားတွေပါနဲ့လွယ်လွယ်ကူကူပါဟုတ်လားအဲ့ KNU နေမီတင်းကျွတ်နေမီတွေထဲမှာရှိသမျှတပ်မထဲမှာခင်ဗျားတို့လမ်းနေကောင်းဖောက်မယ်မတိအပြည်သူတွေကနားမလည်ပြည်သူတွေဟာစစ်တပ်မတော်အစိုးရကောင်းတဲ့ပါညာလမ်းနေဖောက်တဲ့ကောင်းမှုနိုင်ငံကိုတိုးတက်အဲ့ဒါတွေပြည်သူတွေတချို့ကျွန်တော်ပြောခင်ဗျားတို့မဘိန်းမကြနဲ့ခင်ဗျားတို့သေချာလစ်လာကြည့်သေချာစဉ်းစားနိုင်ငံရေးလက်ကွက်ဆိုတာဒီမြန်မာစစ်တပ်မြန်မာဆိုးရဆိုတာမြန်မာစစ်တပ်တွေကသူတို့ဘယ်တော့မှအဲ့ဒီစိတ်မျိုးမရှိဘူးသူတို့ကတွေးလာတာသူတို့ရဲ့စိတ်ထဲမှာလေလူများပေါ်ချီတော့တစ်ဖက်မတင်ဘူးဆိုဘယ်တော့မှသူတို့ကမဟုတ်နေဘူးမလုပ်ဘူးသူတို့ကလူများတက်သာမှလူများပေါ်မှာဒီယုံမီဒီချို့တို့ဒီနေမီဒေတာထဲမှာဘာရှိသူကလစ်လာပြီးသားပဲသူတို့ကအဲ့မှာလမ်းဖောက်မယ်ဖောက်ပြီးတော့လမ်းဖောက်လို့ရှိရင်သူတို့စကားထိုင်မယ်သူတို့စစ်သားတွေပို့မယ်အဲ့လိုပဲသွားပြီးတော့နောက်ဆုံးအဲ့ KNU ထဲချုပ်နေပြီတော့အကုန်လုံးစစ်သားစကားတွေကိုသူတို့ဟိုနေပြီဆိုသူတို့နောက်ဆုံးတဲ့ကော်ဒီလေးစစ်သားတွေသူတို့အကုန်လုံးသူတို့ဟိုနေမယ်ပြည့်မယ်သူတို့ဟိုနေမယ်ကော်ဒီလေးစစ်သူကမဟိုနေနိုင်တော့လို့ဆိုလို့ရှိရင်ဒါသူတို့လက်ဝါးကြီးအုပ်လို့ရပြီလေသူတို့လက်ခုံးရကြီးပဲကျွန်တော်တို့တိုင်းရင်းသားတွေကလက်နဲ့ကင်တယ်ဆိုတာလူကိုတတ်ဖို့ကင်တာမဟုတ်လူကိုမဟုတ်တယ်မဟာတာလှုပ်ချင်လို့ကင်တာမဟုတ်ကိုကာကွယ်တဲ့အနေနဲ့ကာကွယ်ခုခံတဲ့အနေနဲ့ကိုကင်ဆောင်တာဒီလက်နဲ့ဆိုတာဟာတယ်လို့လက်နဲ့ကင်ဆောင်တာတော့ခမရတို့တယ်လို့ညှစ်ဆက်နေပါနေတယ်ဆိုတော့လက်နဲ့တော့မကင်ဘူးဆိုတော့ပဲပြောစရာလူလည်းကြားခမရတို့အဲ့ဒါဦးမင်းကလည်းခမရငင်းချမ်းလုပ်ကျင်တယ်ဆိုလို့ရှိရင်ခမရရေစောစနမှုနာခမရလုပ်ရမယ်